မင်္ဂလာပါရှင်စာချပိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စာချပိုးပါစေဝါပညာရှင်တစ်ယောက်ဖြစ်ပါတယ်ရှင်ဒီနေ့တော့ပေါ့နော်ဒီဆေးနာမည်စင်တူလာကြောင့်မလို့ဒီပေါ့နော်အတောမတူတဲ့ဆေးတွေကိုပေးလိုက်မိနိုင်နေပေါ့နော်ဒီအနေရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်မတွေးကြုံခဲ့ရတဲ့ပေါ့နော်အခြေအနေလေးတွေဒီဆေးလေးတွေပေါ်မူတည်ပြီးတော့မှကျွန်မဒါပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဟိုးတနေ့ရပါတော့ဟိုဝင်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကထင်တယ်အဲဒီဝက်ကပေါ့နော် medical ဝက်ကသူကဆေးလာထုတ်တယ်ဆေးလာထုတ်တဲ့အချိန်မှာသူရေးလိုက်တာကျတော့ Vera Pame ပေါ့နော် Vera Pame ဆိုပြီးရေးထားတာ Vera Pame ဆိုပြီးရေးထားတဲ့အချိန်မှာပေါ့နော်ကျမတို့ဒီ compounder လေးရှိတယ်သူကဖတ်လိုက်တော့ကျမ Vera Pame ဆိုတာကျမတို့စီမှာမရှိဘူးဆိုတော့အမှတ်မချစ်ပေးလိုက်တော့အမအဲ့ညီမလေးကပြောတယ်ပေါ့အမက Vati နေကသမီးတို့စီမှာရှိတယ်လေဆိုပြီးပြောတဲ့အချိန်မှာစဉ်းစားမိပါတယ်ဟာဟုတ်တာပဲ Vera Pame ဆိုလို့ရှင်ဒါ Vati နေနဲ့မှားနိုင်တယ်ဆိုပြီးတော့စဉ်းစားမိသွားတာလည်းပါတယ်ပေါ့နော်အဲ့ဆိုငါဒါလေးကိုပြောအောင်ပါပဲပေါ့နောက်တစ်ခုကကျတော့ကျမဟိုတစ်ခေါက်ကဒီ Facebook မှာလာမသိဘူး social media တစ်ခုမှာပေါ့လေကျမ post တစ်ခုတွေ့လိုက်ရတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမျိုးသားတစ်ယောက်ပေါ့နော်အမျိုးသားတစ်ယောက်ကတဲ့သူကကလေးလိုချင်လို့ပေါ့လေဖေဖေလောင်းနေရပေါ့ကလေးလိုချင်တဲ့အခါမှာသူအားစိတ်တောက်တယ်ပေါ့ OG ကပေးတဲ့ဒီပြောမိမရောဒါ OG ကအဲ့လိုသူတို့ဒီဇနီးမောင်နှံနေတာသမီးလိုချင်လို့တပ်ပြတဲ့အချိန်မှာ OG ကနေပြီးတော့မှ OG ဒီဆရာကြီးဆရာမကြီးကနေပြီးတော့ကဲဖေဖေဆိုရင်တော့ဒီဆေးတောက်မေဆိုရင်တော့ဒီဆေးတောက်ဆိုသူတို့ညွှန်ပေးတဲ့ဆေးလေးတွေရှိရောပေါ့လေအဲ့မှာအဲ့ဖေဖေလောင်းပေါ့နော်ဖေဖေကိုဘာညွှန်ပေးလိုက်လဲဆိုတော့ဆရာဝန်ကြီးကနေပြီးတော့ OG ဆရာမကြီးကနေပြီးတော့သူက beta D ကိုညွှန်ပေးလိုက်တာပေါ့ beta D ဆိုတာဘာလဲဆိုလို့ရှင်ကျမတို့ကဒါအားဆေးပေါ့လေအားဆေးတစ်မျိုးပေါ့လေအားဆေးကိုပေးလိုက်တာအဲ့သူ့ဒါပေမဲ့ဆေးဆိုင်ကကြတော့သူဘာတော့ထည့်ပေးလိုက်လဲဆိုတော့ beta D ကိုတခြားသူဖတ်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာပေါ့နော် beta D လို့မဖတ်ဘဲနဲ့တော့ beta D ဆိုပြီး beta D ဆိုတော့ Benbuterol ပေါ့နော်အဲ့ bronchodilator ပေါ့ဒီ asthma မှာပေးတဲ့ဒီပန်းနိုင်ရေးစမှာပေးတဲ့ဆေးထည့်ပေးလိုက်တာထည့်ပေးလိုက်တဲ့အချိန်မှာ तू ကလည်းမသိဘူးတောက်ရင်းနဲ့မှာ तू လက်တွေခြေတွေတုံလာတယ်ရင်းတွေတုံလာတယ်ဆိုမှ तू ပြန်ပြီးတော့ तूပြန်ပြတဲ့အချိန်မှာဆေးရမှားနေမှတိလိုက်ရတယ်ပေါ့လေအဲ့လိုမျိုးဒီအမားလေးတွေကဒါအများကြီးတွေ့နိုင်တယ်ပေါ့နော်ကျွန်တော်တို့ကတော့ဘယ်လိုခေါ်လဲဆိုတော့ sound alike look alike drug လို့ခေါ်တာပေါ့နော်အမြင်တူတဲ့အတန်တူတဲ့ဆေးတွေပေါ့အဲ့ဒီဆေးလေးတွေကဘယ်ဆေးနဲ့ဒီ sound alike look alike တွေဖြစ်တယ်ဆိုတာကိုပေါ့နော်ကျွန်မတွေ့ကြုံခဲ့ရတဲ့ဒီပေါ့နော် prescription ကိုမှမူတည်ပြီးတော့မှဒါကျွန်မပြပြပေးထားမှာဖြစ်ပါတယ်ရှင်အဲ့လိုပြပြပေးလိုက်လို့ရှင်ပေါ့နော်ဒါဆရာတို့ဆရာမတို့အနေနဲ့လည်းတချို့တွေကြတော့ကျွန်မတို့လူအင်အားမလုံလောက်တာကြောင့်မလို့ဒါ pharmacy aid လေးတွေ nurse aid လေးတွေပေါ့နော်အဲ့လိုမျိုးအငယ်တန်းဝန်ထမ်းလေးတွေနဲ့ run နေရတဲ့နေရာတွေအများကြီးရှိရပေါ့လေအတိုင်းဒီဆရာတို့ဆရာမတို့အနေနဲ့ဒါသူတို့ပေါ့နော်နည်းနည်းဟို prescription ပေးခံနေကြလို့ရှင်ဒါတွေမှားတတ်တယ်ဆိုတာသတိပေးပြီးတော့သူတို့ remind လို့လည်းရအောင်ဆိုတော့ရည်ရွယ်ချက်နေပေါ့နော်ခုနစကားကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ခုနကကျမတို့ဒါမှားနိုင်တယ် Vera Pame နဲ့ Vati နေပေါ့နော် Vera Pame ကကြတော့သူကတူးကြစေပေါ့နော်တော့ calcium channel blocker သူက hypertension မှာသုံးတယ်ပေါ့နော်ကျမထုံးစံတိုင်းပဲပေါ့တချို့ဒါဆေးလောကညီကိုမောင်နှမတွေအတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမဒီကအချို့ terms တွေကိုတော့ကျမအများကြီးတော့ညီမလို့မရှင်းပြတော့ဘူးပေါ့နော်သိကြတယ်ဆိုလို့ရှိရင်တော့ကျမ messenger မှာဖြစ်ပေါ့တဲ့ဒီ TikTok message မှာဖြစ်ပေါ့ YouTube မှာဆိုလဲ comment မှာဖြစ်မေးထားလို့ရပါတယ်ရှင်ဒီ Vera Pame ကကြတော့ဒါ calcium channel blocker ပေါ့နော်အဓိကတော့ဒါတွေးတိုးတဲ့အတွက်သုံးတဲ့ angina ဆိုရင်ပန်းအောင်နာတို့ arrhythmia ပေါ့နော်နှလုံးခုန်မှန်တဲ့ကိစ္စတွေမှာဒါတုံးတဲ့ဆေးပေါ့ခုနက Vati နီးရကြတော့ကျွန်တော် Cinnarizine ဆိုတာကဒါ anti histamine ပေါ့နော် Vertigo ဒါခြားခြားလေးအောင်မူးတာတို့ motion sickness ဆိုကားမူးတာတို့မှာတုံးတဲ့ဆိုတော့အတုံးနှစ်ခုကတခြားစီပဲဆေးနာမည်ကနည်းနည်းဆင်တယ် Vera Pame Vati နီးအဲ့တော့ကျွန်တော်တို့အဲ့နှစ်ခုကိုမမှန်အောင်ဘယ်လိုလုပ်လဲရလဲဆိုလို့ရှိရင်ဒီ Vati နီးရကြတော့ကျွန်တော်တို့ brand name ဖြစ်နေတော့ကျွန်တော်တို့က generic name ဖြစ်တယ်ဒီ Cinnarizine ပေါ့နော် Cinnarizine 25အဲ့လိုမျိုးပေါ့နော်အနေနဲ့ service ဆောင်ရနေပြန်ပြီးတော့သူ prescribeပြန်လုပ်ပြီးလို့ရှင်တော့ဒါအတော့ဒါကွဲသွားမယ်ပေါ့ပြီးတော့လို့ရှင်ဒီလူနာဒီဘာဖြစ်နေရလဲဒီလူနာခေါင်းမူးနေရလားဒီစိတ်ပေးတဲ့လူကလည်းပေါ့နော်ခေါင်းမူးနေရလားတွေးတိုးနေရလားဆိုတော့အနည်းဆုံးဒါသိထားမယ်ဆိုလို့ကျွန်တော်ဒါဒီဒါ Cinnarizine ပေးတာ Vera Pame မဟုတ်ဘူးဆိုပြီးတော့မှဒါခွဲခြားပြီးတော့မှကျမတို့သိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုမှားပေးလို့ရှင်ဘာဖြစ်နိုင်လဲပေါ့ Cinnarizine တောက်ရမယ့်လူနာကို Vera Pame တော့ပေးလိုက်မိမယ်မူးနေတဲ့လူနာကိုတွေးတိုးကြစေးတော့ပေးမယ်ဆိုဘာဖြစ်မလဲဆိုတော့သူဒီတွေးပါဝါ
အနေရရှိစွာနဲ့ကြာဆင်းနိုင်တယ်ပြီးတော့နှလုံးခုန်လုံးနှီးတာတွေပါဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မကောင်းဘူးပေါ့လေအဲ့လိုပဲဒီခုနကတွေးတိုးနေတဲ့လူနာနှလုံးရင်ပတ်အောက်နေတဲ့လူနာအရီသမီးယာပေါ့နော်နှလုံးခုန်မှန်တဲ့လူနာကိုတွားပြီးတော့မှအမှုပြဆေးသွားပေးတဲ့အခါမှာလူနာကဘာဖြစ်နိုင်လဲဆိုတော့သူ့ကိုအဲ့ဆန်နရဆင်းကကြတော့သူ့ရဲ့အာနိတရားငိုက်တာကိုငိုက်တဲ့အခါကျတော့ပေးလိုက်တဲ့အချိန်မှာလူနာကဘယ်လိုတွေးလဲဆိုတော့သူအိတ်ငိုက်သွားတဲ့အချိန်မှာအော်ငါဆေးပေးလိုက်လို့တက်တာသွားပြီဆိုပြီးတော့သူတက်တာနေပြီဆိုပြီးတော့သူ့ကိုသူအထင်လွဲနိုင်တော့သူ့ရဲ့ယောဂလက္ခဏာဆိုးတာတွေကိုသူနည်းနည်းနှိမ့်သွားတဲ့ခါကျသတိမထားနိုင်တာဖြစ်နိုင်တယ်ပြီးတော့ရှင်ဟာဆေးရတော့အလုံးလုံးနေပြီကြီးစားငါစီဆေးတောက်လိုက်တာတက်တာနေပြီဆိုပြီးတော့အထင်လွဲပြီးတော့ယောဂလက္ခဏာပိုဆိုးတာတွေဖြစ်နိုင်တာပေါ့နော်နောက်တစ်ခုကကြတော့ခုနကပြောတဲ့ beta D နဲ့ beta D ပေါ့ beta D ကကြတော့ခုနပြောသလိုဒါတာသမီလိုချင်တဲ့ဒီဖေဖေကိုပေးလေးရှိတဲ့ဒါအာဇေတစ်မျိုးပေါ့လေအာဇေတစ်မျိုးခုန beta D ကကြတခြားစီပဲသူကကြတော့ long acting beta 2 agonist လို့ခေါ်တယ် asthma COPD မှာသုံးတာပေါ့ဒီဘက်နိုင်ရင်ချက်ဒီမှာသုံးတယ် bronchodilator ပေါ့လေးပြုံတွေကိုကျဲစေတဲ့ဆေးဆိုတော့အဲ့တော့ beta D တောက်ရမယ့်လူနာကို beta D တောက်ပေးလိုက်အဲ့မှာတွားပြီပဲခုနကဒီကျွန်တော် post မှာဖတ်ခဲ့ရသူ heart rate တွေမြန်လာမယ်ဟာလက်တွေခြေတွေတုံလာမယ်တွေးပေါင်တွေရုပ်တရက်အဲ့လိုမျိုးအချိန်ပြောင်းပြီးဖြစ်သွားမယ်ပြီးတော့ဒီစိတ်မသက်မသာဖြစ်မဲ့ခေါင်းကိုက်တာတို့အိမ်မပြောတာတို့အထီးပါဖြစ်နိုင်တယ်ဆိုတော့ဒါလည်းလုံးဝမှားလို့မရတဲ့ဆေးပေါ့နော်အဲကြောင့်ကျွန်တော်တို့ beta D ကိုဘယ်လိုဟိုဖြစ်မလဲပဲ computer လို့ပြောင်းမလားပေါ့နော်အဲ့တော့အခုနကပြောခဲ့တဲ့အတိုင်းပဲဒီလူနာဒီဘာလို့ဒီဆေးကိုတောက်တာလဲရင်ချက်ရှိလို့လားအဲ့လိုမျိုးလေးပေါ့နော်ဒီ basic knowledge လေးကတော့ဆေးပေးတဲ့လူမှာပေါ့ဆေးကိုထုတ်ပေးလိုက်တဲ့လူမှာရှိနေရမှာပေါ့တကယ်လို့အငယ်တန်းဝန်ထမ်းလေးတွေနဲ့ပဲ run ရတယ်ဆိုလို့ရှိရင်လည်းဒါကြီးကြပ်တဲ့လူကနေပြီးတော့ဒီဆေးကိုဒါသတိထားရမယ်ဆိုတာကိုပြန်ပြီးတော့ check လုပ်ပြီးဖို့လိုတာပေါ့နော်နောက်တစ်ခုကကြောက်လေကျွန်မတွေ့ဘူးသေးတာပေါ့နော်ကျွန်မဒီပတ်တိုင်းလောက်လိုက်သေးတဲ့ဆေးကန်းတစ်ခုမှာအဲ့မှာဘာမှလဲဆိုတော့ Salicylate နဲ့ Cafelazine တကယ်တော့လေအခုတွေးကြည့်လိုက်လို့ရှိရင်ဒါတကယ် pharmacist တွေဆရာဝန်တွေတကယ်ဒီသူနာပြုကြီးရောဟာဒီဆေးရမှားစရာအကြောင်းမရှိတာ Salicylate Cafelazine တခြားစီပဲဆိုတကယ်တော့မှားတယ်ကျွန်မတွေ့ဘူးပဲပေါ့နော်အဲ့တော့ Salicylate ကကြတော့အားလုံးသိတဲ့အတိုင်းပဲသူက COX-2 selective NSAID တခုပေါ့နော် Cafelazine ကကြတော့ first generation cephalosporin အဲ့ကြတော့Salicylate ဒီအကိုက်ခဲပြောက်စေ Cafelazine ကကြတော့သူဒီ antibiotic ပိုးသက်စေအဲ့တော့ပိန်နာကျင်နေတဲ့လူနာကို antibiotic ပေးလိုက်ရတာပြဿနာအကြီးတက်နိုင်သလိုဒီ antibiotic ပေးမှပျောက်တဲ့လူနာကိုလည်းဒီကိုက်ခဲပြောက်စေပေးရင်လည်းဒါအဆင်မပြေဘူးပေါ့နော်အဲ့ဒါလေးရှိမယ်နောက်တစ်ခုကကြတော့ကလိုနီဒင်းနဲ့ကလိုနာစီဗန်ပေါ့နော်ကလိုနီဒင်းနဲ့ကလိုနာစီဗန်ကတော့ဒါတိတ်တော့မတုံးဘူးပေါ့တိတ်မတုံးတဲ့အတွက်ကြောင့်မလို့လေအဲ့ဒါကိုတစ်ခါတလေဆရာဝန်တွေက prescribe လုပ်လိုက်တဲ့အချိန်မှာမှားနိုင်တာပေါ့နော်ကလိုနီဒင်းကကြတော့ဒါဘာလဲဆိုလို့ရှိရင် alpha 2 agonist ပေါ့သူက hypertension တို့ ADHD တို့မှာတုံးတာပေါ့နော်ပြီးတော့ဒီပေါ့နော်ဒီအရက်တို့ဘိန်းတို့အဲ့လိုမျိုးတွေပါ withdrawal symptom တွေပေါ့နော်သူဖြတ်တဲ့အခါမှာရတဲ့လက္ခဏာတွေနည်းနည်းတက်တာအောင်ဆိုပြီးတော့တုံးတယ်ဆိုပေမဲ့သူကိုယ်တိုင်ကလည်းဆေးကိုဒီလို taper off လုပ်ပြီးတော့ဖြည်းဖြည်းချင်းမပြန်သူကလည်းဆေးဆွဲတဲ့လက္ခဏာရနိုင်နေပေါ့နော်ဒါကကြတော့ကလိုနီဒင်းကလိုနာစီပင်ကတော့တခြားစီပဲကလိုနာစီပင်ဒီဘန်ဆိုဒါယာစီပင်အတက်ကြစီပေါ့နော်အတက်ကြစီမှာသုံးတယ်ဆိုအဲ့နှစ်ခုကလည်းလုံးဝမှားလို့မဖြစ်ဘူးပေါ့နော်နောက်တစ်ခုကကြတော့ဒါကျမတို့ဆေးရုံတွေမှာလည်းတွင်တွင်ကြဲကြဲလဲသုံးတယ်နာမည်ကလည်းဆင်လို့ခဏမှားနိုင်တာဒိုပါမင်းနဲ့ဒိုဗျူတမင်ကကြတော့သူဒီ dose dependent effect ရှိတယ်သူ vasoconstriction short hypotension ပေါ့နော်အဲ့မှာတုံးတယ်ပြီးတော့လို့ရှိရင်ဒိုဗျူတမင်ကကြတော့သူ beta 1 agonist ဆိုတော့နှလုံးဘက်မှာတုံးတာပေါ့ cardiac output ကိုများမယ်နော် acute heart failure တို့ဘာလို့မှာတုံးတယ်ဆိုတော့အဲ့တော့ shock management မှာလည်းဒိုပါနဲ့ဒိုဗျူကိုမမှားဘူးကကျမတို့ကအရေးကြီးတယ်ပေါ့နော်နောက်ဆုံးစိတ်တစ်ခုကကြတော့ဒါတချို့ဒီ OG ဆရာကြီးဆရာမကြီးတွေတုံးတယ်ပေါ့နော် hydralazine ဆိုတာဒီ pre-eclampsia တို့ eclampsia တို့မှာဒါတုံးတယ်ပေါ့နော်ကိုဝင်ဆောင်မိခင်နေမှာပေါ့နော်အဲတွေးကြစေတမျိုးအဲ hydralazine နဲ့ hydroxyzine ဆိုတာကြတော့ဘာလဲဆိုလို့ရှိရင်သူ antihistamine ပေါ့နော်သူက allergy မှာတုံးတဲ့စီပေါ့အဲ့တော့ allergy မှာခုနတွေးကြစေကိုဝင်ဆောင်ဒီမှာတုံးတဲ့တွေးကြစေကို allergy မှာတုံးတဲ့စီတွားပြီးတော့ပေးလို့ရှိရင်လည်းဒါပြဿနာအများကြီးတက်နိုင်တယ်ပေါ့နော်အားကြောင့်မလို့ကျမတို့ကဒါတက်နိုင်သလောက်ပေါ့နော်ဒီဆေးတစ်ခုကိုပေးတော့မယ်ဆိုလို့ရှိရင်အနည်းဆုံးတော့ဒီလူနာဒီဘာယောဂဖြစ်နေလဲကိုပေးတဲ့ဆေးဒီဘာအတွက်သုံးတာလဲဆိုတာတေချာသိဖို့လိုပြီးတော့ဗောနော်ဒီ prescribe လုပ်တဲ့ဆရာတို့ဆရာမတို့အနေနဲ့လည်းခုနလို Vitamin လို့ဆေးမျိုးမဲ့ဆာပဲ Cinnarizine လို့ပေးတာမျိုးပဲ generic ကိုပို့ပြီးတော့အားပြုပြီးတော့ honest ဆိုလို့ရှိရင်တော့ဒီ common ဒီ prescription error တွေဗောနော်ပေးတဲ့လူမှာရောဒီလူနာကိုပေးလိုက်တဲ့သူအတွက်ကဒါပို့ပြီးတော့မှနဲနိုင်တယ်ဗောနော်ဒီဆေးဝါးပညာရှင်တွေလည်းအများကြီးရှိလာလို့ရှင်လည်းဒီကိစ္စတွေကဒါနည်းနည်းများတော့ရော့နေသွားနိုင်တယ်လို့တော့ထင်မြင်မိပါတယ်ရှင်ဆရာတို့ဆရာမတို့အားလုံးအဆင်ပြေကြပါစေရှင်